အားလုံးပဲမင်္ဂလာပါရှင် Marble House ကနေပြန်လည်တစ်ဖန်ကြိုဆိုပါရစေရုပ်ရှင်ဇာတ်လမ်းတွေကိုပပပလေးနဲ့ဟာတော့နောကတူတဆုံလင်စွာတင်ဆက်ပေးမှာမို့ like and subscribe မနှိမ်ထားသေးဘူးဆိုရင်အခုပဲလုပ်ပေးထားဖို့မေတ္တာရက်ခံချင်ပါတယ်ရှင်ဇလန်ဆက်စာချင်းမှာ1899ခုနဲ့နယူးယောက်မြို့ကိုလံဘီယာတက္ကသိုလ်ကတီထွင်သူနဲ့ပါမောက္ခတူဖြစ်တဲ့အလက်ဇန်ဒါဟာတီကန်ကိုတွေ့ရပါမယ်။တငယ်ချင်းဖြစ်သူဒေးဗစ်နဲ့မတူပဲအလက်ဇန်ဒါကလူမှုရေးကိစ္စတွေမှာပါဝင်တာထက်ပညာရပ်ပိုင်းဆိုင်ရာသူတေသနတွေကိုပဲတီးတန့်အလုပ်ရတာကိုပိုနှစ်သက်သူပါ။တက္ကသိုလ်ကအပြန်အလက်ဇန်ဒါဟာသူ့ရဲ့ဆေးဆက်ထားသူအမ်မာနဲ့ပန်းချန်တစ်ခုမှာရေခဲပင်စကိတ်စီးဖို့တွေ့ဆုံခဲ့ပါတယ်။ဒါပေမဲ့ကန်ဆိုးကျင်တော့သနပ်ကင်ထားတဲ့ဓားပြတယောက်နဲ့ပတ်ပင်းတူးပါတော့တယ်။ဓားပြကအလက်ဇန်ဒါနဲ့အမ်မာစီကသစ္စည်းတွေကိုလူယူရမှာအမ်မာရဲ့ဆေးဆက်လက်စွပ်ကိုပါလူယူဖို့ကြိုးစားပါတယ်။အမ်မာကလက်စွပ်ကိုအပါမခံပဲပြန်လဲခုခံတဲ့အတွက်ဓားပြရဲ့ဒနတ်မတော်တဆပောက်ကွဲသွားပြီးအမ်မာသေဆုံးသွားခဲ့ရပါတယ်။ချစ်သူကိုဆုံးရှုံးလိုက်ရတဲ့အလက်ဇန်ဒါဟာအမ်မာနဲ့ပြန်ဆုံတွေ့နိုင်ဖို့အချိန်ခရီးသွားဆက်ကိုအချိန်ပြည့်ပေးပြီးတီထွင်ပါတော့တယ်။ဒါပေမဲ့ဆက်အမားယွန်းဖြစ်ပြီးအတိတ်ကိုသွားမဲ့အစားတွက်ချက်မှုလဲချော်ကအနာဂတ်စီကိုအရှိန်လွန်ပြီးရောက်သွားခဲ့ပါတယ်။ကျွန်တော်တို့ရဲ့အနာဂတ်ကဘယ်လိုပုံစံဖြစ်နေမလဲဆိုတာဆက်ကြည့်လိုက်ရအောင်။၄နှစ်ကြာပြီးနောက်မှာတော့အလက်ဇန်ဒါဟာပထမဆုံးအချိန်ခရီးသွားဆက်ကိုအောင်မြင်စွာတည်ဆောက်နိုင်ခဲ့ပါတယ်။သူဟာ1899ခုနှစ်ကအမ်မာနဲ့ပန်းချန်မှာတွေ့ခဲ့တဲ့ညစီကိုအတိတ်ပြန်သွားခဲ့ပါတယ်။သူတို့ပြန်ဆုံတွေ့ပြီးနောက်မှာတော့အလက်ဇန်ဒါကပန်းချန်နဲ့သွားမဲ့အစားမြို့ထဲမှာပဲလမ်းလျှောက်ဖို့အကြံပေးလိုက်ပါတယ်။အရာအလုံးအဆင်ပြေသွားပြီကိုသူထင်ခဲ့ပေမဲ့အမ်မာအတွက်ပန်းသွားဝယ်ပေးဖို့လမ်းဘေးမှာခဏထားခဲ့ချိန်မှာပဲမြင်းမပါတဲ့ကားတစ်စီးကြောင့်လန့်သွားတဲ့မြင်းဒီကအမ်မာကိုထပ်မံတိုက်မိပြီးအမ်မာတေဆုံးသွားခဲ့ရပြန်ပါတယ်။ဆေးရုံကိုရောက်တော့အမ်မာဟာတေဆုံးသွားပါပြီ။တငယ်ချင်းဖြစ်သူဒေးဗစ်ကဆေးရုံကိုလိုက်လာပြီးနှိမ်သက်ပေးပြီးနဲ့အလက်ဇန်ဒါကတော့ခြေရသူကိုနှစ်ကြိမ်တိုင်ဆုံးရှုံးလိုက်ရလို့အကြီးအကျယ်စိတ်သက်သာနေခဲ့ပါတယ်။ငါဘာလို့အတိတ်ကိုပြင်ဆင်လို့မရတာလဲလို့ဒေးဗစ်ကိုမေးခွန်းထုတ်နေအနာဂတ်မှာများအဖြေရှိမလားဆိုတဲ့မျှော်လင့်ချက်နဲ့အနာဂတ်စီကိုခရီးဆက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။အလက်ဇန်ဒါဟာ2030ခုနှစ်ကိုအရင်ရောက်သွားပါတယ်။အဲ့ဒီအချိန်မှာလူသားတွေဟာနီးပညာအရန်တိုးတက်နေပြီးလကဘာကိုစူးစမ်းနိုင်တယ်လို့ဟိုလိုဂရမ်တွေကိုလည်းတီထွင်နိုင်နေပါပြီနယူးယောက်ပြည်သူစာကြည့်ရိုက်ကိုရောက်ထားတဲ့အခါ Vox 114လို့ခေါ်တဲ့ hologram စာကြည့်ရိုက်မူလေးကသူ့ကိုကြိုဆိုပါတယ်။ Vox ကစာအုပ်တွေအကြောင်းပြောပြပေမဲ့အလီဇန်နာကအချိန်ခရီးသွားခြင်းနဲ့ဘာလို့အသိကိုပြင်လို့မရတာလဲဆိုတာကိုပဲမေးခဲ့ပါတယ်။ Vox ကအသိကိုပြန်သွားဖို့ဆိုတာမဖြစ်နိုင်ကြောင်းညင်းဆိုခဲ့လို့အဖြေမရပဲအနာဂတ်ကိုထပ်သွားခဲ့ပြန်ပါတယ်။ Vox ဆိုတဲ့ hologram ကြီးကတော့တကယ် know it all ပါပဲ။အကုန်တည်တယ်လို့ပြောပြီးမဲ့အလက်ဇန်ဒါမေးတဲ့အရေးကြီးတဲ့မေးခွန်းကြတော့မှာ software outdated ဖြစ်နေတယ်ဆိုပြီးစင်ကြယ်ပေးသွားတာကတော့တကယ်ကိုရေးစရာကောင်းပါတယ်။စစ်တွေတော့ကိုယ်အလုံးနဲ့ကိုရှောင်ထွက်တတ်တဲ့အနာဂတ်ကြီးပါလား။2030ခုမှာရောက်တဲ့အခါမှာတော့ကိုလိုနီနယ်ချဲတွေကြောင့်လက်ကဘာကြီးမတော်ရဆပောက်ကွဲပျက်စီးသွားပါပြီ။လက်ကဘာရဲ့အပိုင်းအစားတွေဟာကဘာမြေပေါ်ကိုကျလာပြီးပျက်စီးနေပါတယ်။စစ်တပ်ကကယ်ဆယ်ရေးလုပ်ဖို့လွယ်လည်နေရင်အလက်ဇန်ဒါကို꿰သွားပြီးအတင်းကျပ်ဖမ်းခေါ်သွားဖို့ကြိုးစားပါတယ်။ဒါပေမဲ့လက်ကဘာအပိုင်းအစားတွေကျလာပြီးမြေကြီးပဲကွက်အပ်လာချိန်မှာတော့စစ်တပ်ကအလက်ဇန်ဒါကိုပစ်ထားခဲ့ပြီးကိုလုံးယုံထပ်ပြေးသွားကြပါတယ်။အလက်ဇန်ဒါဟာအချိန်ဆက်စီပြန်ပြေးလာရင်မြေကြီးကွက်အပ်ပောက်ကွယ်မှုကြောင့်ခလုတ်ကိုဝင်တိုက်မိပြီးတတိလစ်သွားပါတယ်။အချိန်ဆက်ကြီးကစက်တိုက်လဲပတ်နေပြီးသူ့တတိပြန်ရောက်လာချိန်မှာတော့ AD 800နှစ်900ခုနှစ်ကိုရောက်သွားပါပြီ။ဒီအချိန်မှာတော့ကဘာမြေကြီးကပြန်လဲစိမ့်လဲနေပေမဲ့လူသားမျိုးနွယ်ကတော့ရှေးဦးခေတ်လူရိုင်းဘဝကိုပြန်ရောက်နေပါပြီ။သူ့ကိုအီလွိုင်းမျိုးနွယ်စုထဲကမာရာနဲ့သူမရဲ့ညီလေးကေလန်တို့ကကယ်ဆယ်စောင့်ရှောက်ပေးခဲ့ပါတယ်။အီလွိုင်းတွေကမန်ဟက်တန်မြို့ဟောင်းရဲ့6ကမ်းပါးဘေးမှာနေထိုင်ကြပါတယ်။မာရာဟာအင်္ဂလိပ်စကားကိုရှေးရောင်းဘာသာစကားအထိအနှဲငယ်နားလည်ပြီးပြန်သင်ပေးနေသူပါမျိုးနွေစုခေါင်းဆောင်ကအလက်ဇန်ဒါကိုမြစ်ထဲပစ်ချဖို့စဉ်းစားပေမဲ့မာရာကအလက်ဇန်ဒါဟာခေါင်းကိုထိမှန်ထားတဲ့အယူတယောက်ဖြစ်ကြောင်းလိန်ညာပြောပြီးကာကွယ်ပေးခဲ့ပါတယ်ညဘက်ရောက်တော့အလက်ဇန်ဒါကကောင်းကင်ကပျက်စီးနေတဲ့လကံပါကြီးကိုကြည့်ကလူသားတွေနီးပညာနောက်ကိုအလွန်အကျွံလိုက်ခဲ့မိတာကိုနောင်တရမိပါတယ်
မာရာနဲ့ Alexander တို့စကားပြောရင်းမာရာကသူတို့စီမှာပန်းလေးတွေရှိကြောင်းပြောတဲ့အခါ Alexander ဟာအမ်မာကိုသတိရသွားပါတယ်။ညဘက်မှာကေလန်ရော Alexander ပါအိမ်မက်ဆိုးတွေမှတ်ခဲ့ကြပါတယ်။နောက်တနေ့မှာမာရာက Alexander ကိုသူတို့ရဲ့ရှေးရောက်အဆောက်အဦပြက်တွေစီခေါ်သွားပါတယ်။ Alexander ကမာရာကိုဘာလို့အတိတ်ကိုပြင်ချင်တာလဲလို့မေးတဲ့အခါ Alexander ကအဖြေမပေးနိုင်ခဲ့ပါဘူး။နောက်ပိုင်းမှာ Alexander ရဲ့အချိန်ဆက်ကိုတွားရှာတွေ့ပြီးမြမာရာကကေလန်ကိုအဲ့ဒီဆက်နဲ့အတူခေါ်သွားပေးဖို့တောင်းဆိုပါတယ်။အဲ့ဒီအချိန်မှာပဲဥအော်တန်တွေထွက်ပေါ်လာပြီးမြေအောက်ထဲကနေမောလော့တွေထွက်လာကအီလွိုင်းတွေကိုအမဲလိုက်ဖမ်းဆီးပါတော့တယ်။ Alexander ဟာကေလန်ကိုကဲတင်နိုင်ခဲ့ပြီးမာရာကိုတော့မောလော့တွေကဆွဲချဖမ်းဆီးသွားခဲ့ပါတယ်။ Alexander ကအီလွိုင်းခေါင်းဆောင်ကိုဘာလို့ပြန်မချေပါလေလူဒေါသတကြီးမိတဲ့အခါခေါင်းဆောင်ကဒါဟာကဘာနိယာမပဲလို့သာဖြေပါတယ်။ Alexander ဟာကေလန်ရဲ့အကူအညီနဲ့အတူ Fox နဲ့ပြန်တွေ့ပြီးမောလော့တွေရဲ့နေရာကိုရှာဖွေပါတယ်။မြေအောက်ထဲမှာတော့အီလွိုင်းတွေကိုရဲရဲဆက်ဆက်တပ်ဖြတ်စားတောက်နေတဲ့မြင်ကွင်းစိုးကြီးကိုတွေ့လိုက်ရပါတယ်။ Alexander လည်းအဖမ်းခံလိုက်ရပြီးမာရာရှိရာအခန်းထဲရောက်သွားပါတယ်။အဲ့ဒီမှာမောလော့တွေရဲ့ခေါင်းဆောင်နဲ့တွေ့ဆုံပါတယ်။ အနာဂတ်ရောက်တော့လူသားတွေကအယမ်းကိုအပြစ်ကင်းစင်ပြီးအယိုင်းတွေဖြစ်ကုန်ကြတယ်။နီးပညာတွေကတော့ကြည်ကောင်းပေမဲ့လူတွေကတော့ဘာမှမသိနာမလဲပဲအိမ်မက်ဆိုးတွေပဲမက်နေကြတာကတော့အနာဂတ်မှာနီးပညာတွေအယမ်းတူးတက်လာရင်လူတွေကတွေးတောဖို့တောင်ပြင်းသွားကြမှာကိုအရွှန်းဖောက်ထားသလိုပါပဲ။မောလို့ခေါင်းဆောင်ကဘာလို့အတိတ်ကိုပြင်လို့မရတာလဲဆိုတဲ့မေးခွန်းကိုဖြေပေးပါတယ်။အမ်မာတေဆုံးမှုကြောင့်သာသူအချိန်ဆက်ကိုတီထွင်ခဲ့တာဖြစ်လို့အမ်မာကိုကယ်လိုက်ရင်အချိန်ဆက်ဆိုတာရှိလာမှာမဟုတ်တဲ့အတွက်ဒါဟာ paradox ဖြစ်နေလို့ပြင်လို့မရဘူးဆိုတာကိုရှင်းပြပါတယ်။ခေါင်းဆောင်က Alexander ကိုအချိန်ဆက်ပေါ်တင်ပြီးအိမ်ပြန်ဖို့ပြောပါတယ်။ဒါပေမဲ့ Alexander ကမောလော့ခေါင်းဆောင်ကိုအချိန်ဆက်ထဲအတင်းဆွဲသွင်းပြီးအနာဂတ်စီအရှိန်တင်မောင်းနှင်လိုက်ပါတယ်။ခေါင်းဆောင်ကိုအချိန်ဆက်ရဲ့ကာကွယ်မှုပြင်ပကိုတူးထုတ်လိုက်တဲ့အခါမောလော့ခေါင်းဆောင်ဟာချက်ချင်းအိုမြင်းရင့်ရော်ပြီးတေဆုံးသွားပါတယ်။ Alexander ရဲ့အတိတ်ကိုပြင်ကျင်လို့အချိန်ဆက်လုပ်တာအနာဂတ်ရောက်တော့လေလဲပြိုကျတဲ့အထဲတိုးမိလိုက်မော်လော့တွေရဲ့အစာဖြစ်မလို့ဖြစ်လိုက်နဲ့တခါတည်းပြောပတာစေအတိတ်ကိုပြင်ဖို့ထက်အနာဂတ်မှာပိုပြီးသတိထားဖို့လိုတယ်ဆိုတာကိုသူခါးသီးစွာသင်ခန်းစာယူသွားပုံကတော့တကယ်ကိုအချိန်ခရီးသွားခေါင်းတာခဲရပါပဲ။ Alexander ဟာ635တန်းကျော်တဲ့အနာဂတ်ကိုရောက်သွားပြီးနောက်အမ်မာကိုကယ်လို့မရတော့ဘူးဆိုတာကိုအပြီးတိုင်လက်ခံလိုက်ပြီးမာရာကိုကယ်တင်ဖို့800နှစ်ခုနှစ်စီပြန်သွားခဲ့ပါတယ်။မာရာကိုကယ်ထုတ်ပြီးနောက်အချိန်ဆက်ကိုပောက်ကွဲအောင်လုပ်လိုက်ရကနေထက်လာတဲ့စွမ်းရည်တွေကြောင့်မြေအောက်ကမော်လော့တွေအားလုံးပျက်စီးသွားပါတော့တယ်။ Alexander ဟာအချိန်ဆက်မရှိတော့တဲ့အတွက်မာရာအီလွိုင်းမျိုးဆွယ်စုတွေနဲ့အတူအနာဂတ်မှာပဲဘဝတစ်တစ်ခုကိုစတင်လိုက်ပါတယ်။ဇက်သိမ်းမှာတော့1903ခုနှစ်မှာအင်္ဂကူဒေါ်ဝက်ချ်နဲ့တငယ်ချင်းဒေးဗစ်တို့ဟာ Alexander ပျောက်ဆုံးနေတာကိုစိုးရိမ်နေကြပါတယ်။ဒါပေမဲ့ဒေးဗစ်ကတော့ Alexander ဟာသူ့ဖြိုရွှင်ရမယ့်နေရာတစ်ခုကိုရှာတွေ့သွားပြီဆိုတာကိုနားလည်သွားပါတယ်။ဒေးဗစ်ဟာ Alexander မနစ်သက်တဲ့ဥထုပ်ကိုလွှင့်ပြလိုက်ရင်သူ့တငယ်ချင်းအထွေကြည်နူးစွာနဲ့နှုတ်ဆက်လိုက်ပါတော့တယ်။